အောင်ကတကစကနေကြိုးစားလိုက်ပါတယ်ကျွန်တော်ဒီနေ့တိပြမယ်ချင်းလေးကတော့ဥမာရင်းစားရမှာရင်တို့တိုးဝေးဆယ်ပါခိုင်းဆိုချင်းလေးဖြစ်ပါတယ်ဒီချင်းလေးကတော့ G key ပေါ့နော် G key ပေါ့သူက intro လေးကစပါနော် intro လေးကတော့6ကျိုး3ကွက်ပြီးရင်5ကျိုး2ကွက်ကိုဟမ်းမလုပ်မယ်5ကျိုးလေးကျိုးရင်တီးမယ်တီးပြီး2ကွက်ကိုလက်ညှိုးနဲ့ဟမ်းမပေါက်မယ်နော်4ကျိုးလေးကျိုးပြီးရင်5ကျိုး2ကွက်6ကျိုး3ကွက်6ကျိုး2ကွက်ဒါလေးပဲနော်ပြီးရင်3ကျိုး2ကွက်ကနေဒီဘက်3ကျိုး2ကွက်ကနေ4ကွက်ကိုစလိုက်ဆွဲမယ်2ကျိုး3ကွက်1ကျိုး2ကွက်2ကျိုး3ကွက်ပြီးရင်2ကျိုးနောက်တစ်ချက်တီးပြီးရော3ကွက်ကနေ5ကွက်ကိုစလိုက်ဆွဲမယ်3ကနေ5ကိုနော်ပြီးရင်3ကျိုး4ကွက်ကိုလက်ညှိုးနဲ့ဖိထားမယ်ပြီးရင်5ကွက်တစ်ချက်တီးမယ်တီးပြီးရင်5ကွက်ကိုဒီလက်ကလေးနဲ့ဟမ်းမပေါက်မယ်နော်ပြီးရင်2ကွက်ကိုတီးမယ်3ကျိုး2ကျိုး5ကွက်2ကျိုး3ကွက်ဟုတ်ပြီအဲ့ဒီဘိုင်းကိုပြန်ပြီးတီးပြမယ်နော်ဖြည်းဖြည်းလေးတီးပြမယ်ဟုတ်ပြီနော်နောက်ပိုင်းသွားမယ်နောက်ပိုင်းကကျတော့လက်တကြွယ်နဲ့5ကွက်3ကျိုးကနေ9ကွက်ကိုစိုက်ဆွဲမယ်2ကျိုး10ကွက်ကိုလက်တန်းနဲ့တီးပြီးရင်1ကျိုး6ကွက်ကနေ9ကွက်ကိုစိုက်ဆွဲမယ် sorry ပြီးရင်1ကျိုး10ကွက်1ကျိုး9ကွက်2ကျိုး10ကွက်2ကျိုး9ကွက်နော်ပြီးရင်2ကျိုးဒီ10ကွက်ကနေ12ကွက်ကိုစလိုက်ဆွဲမယ်ပြီးရင်1ကျိုး10ကွက်ပြီးရင်1ကျိုး12ကနေ14ကိုစလိုက်ဆွဲမယ်ပြီးရင်1ကျိုး10ကွက်1ကျိုး12ကွက်နော်ပြီးရင်2ကျိုး12ကနေ14ကိုစလိုက်ဆွဲမယ်2ကျိုး12 2ကျိုး10ကွက်ပြီးရင်1ကျိုး12 1ကျိုး10ဟုတ်ပြီနော် sorry နောက်ဆုံးပိုင်းနေနော်အဲ့ဒါကြ1ကျိုး10ကွက်1ကျိုး12ကွက်1ကျိုး10ကွက်ပြန်တီးမယ်ပြီးရင်2ကျိုး10ကွက်2ကျိုး12ကွက်3ကျိုး12ကွက်ဒါလေးပဲနော်အချင်းလေးရမှာကီးရGဆိုတော့ဒီ password intro မှာGပြီးရင် B minor A minor D လက်ခက်ကကြတော့သူကdown down up down up down down up down up down up down down up down up down up ကြည့်ကြမယ်နော် down down up down up down up down ဒါပဲနော် intro ကနှစ်ပါးလို့ဒီမယ် intro နှစ်ခေါက်လို့ဒီမယ်နော်ပြီးရင် password B minor A minor G E minor C E minor D G E minor E minor D C E minor D C ပဲနော်ပြန်ပါရင်တို့ဒီရေးစေပါခိုင်းပြီးရင်အဲ့ဒီဘာဆိုမှပြီးတော့ခဏနားတဲ့အချိန်မှာ G intro ကောက်ပြန်တီးမယ်ဒါပေမဲ့ intro လေးကိုမတီး intro လေးကိုပထမပိုင်းတီးမယ်နော်ဒီဟာလေးတီးမယ်ဒါလေးပဲနော်သူကဒါအောင်မတီးဒီမသွားတော့ဘူးကွာသူကဒီနားလေးမှတ်မိရမလားအဲ့တော့ဒီ G ကိုဒီနားလေးမှာတီးလိုက်မယ်နော်အဲ့ဒါလေးနော်ပြန်တီးပြမယ်နော်အဲ့ဒီရနော်ပြီးရင် sorry ငါဒီရှင်းမပြခဲ့နော် intro မှာ intro မှာပါဒီတီးမယ်ပြီးရင်တော့ဒါသွားရတော့ intro မှာဒါအဲ့မသွားတော့ဒီမှာဒါတီးတယ်ပြီးရင်ဒါပြန်တီးရနော်2ကျိုး3ကွက်ပြန်တီးတယ်2ကျိုး5ကွက်2ကျိုး3ကွက်3ကျိုး2ကွက်3ကျိုး4ကွက်3ကျိုး4ကျိုး3ကျိုး4ကျိုးက G ရဲ့မှာတော့ပါနော်ဒါလေးနော်ပြန်တီးပြမယ်နော်ကျွန်တော်ပြန်စားမယ်နော်လိုလေးဖြစ်သွားမယ်နော်ပြန်တီးကြလိုလေးဖြစ်သွားမယ်နားလေးမှာB minor A minor G ဆွဲရိုက်ကထားတယ်လို့ထင်မိတယ်စီ A minor
ဝေဒနာလားကြည် E minor သုံးသက်ကြည့်တော့ E minor ရင်မတွေ့တဲ့ဒီကျိုးကညီတော်စီဘတ်သူကူလို့ E minor ဖြန်းလို့ဒီလေ C break ရင်မရင်တော့ဝေးစေပါခိုင်ကြီးနော်တော်ဒီမှာ C break ကတော့ဟိုထက်မှတော့မပေါ့ဒါကျွန်တော်လှအောင်တီးပေးထားပါနော်ရင်မရင်တော့ဝေးစေပါခိုင်ဘယ်လိုဖတ်မဲ့ဒီလိုတီးရရနော်ရင်မရင်တော့ဝေးစေပါခိုင်ပြီးခေါ်လိုက်ကြည်စေပါစီမေမို့ဒီမကြိုးစားခဲ့ပါဘူးကြီးစီပြောသည်ဖြစ်ဖြစ်မိုင်းနာပြောသည်ဖြစ်ဖြစ်မိုင်းနာခံစားမေစီအတဲ့နဲ့ဒီရင်ခဲ့ရချီစီကားတလေးပြမိုင်းနာပူခံစားရမိုင်းနာယူတရားလို့ဖြစ်ဒီကြီးချွန်လွန်တော်လဲကွယ်ဘယ်သူကူလို့ဖြတ်လို့ဒီလေရင်မရင်တော့ဝေးစေပါခိုင်အားလေးပဲနော်ချင်းရအားလုံးမရမယ်လို့ပြောနေပါ